ဟုတ်ဗျာဒီနေ့ခါကျတော့ soul slide ကိုဘယ်လိုလုပ်မလဲဆိုတော့လေ့လာသွားရမယ် soul slide လုပ်ဖို့အတွက်ခါကျကျွန်တော်လေ့ကျင့်ရမှာခါကျတော့ကျွန်တော်ရဲ့ခံစားကို position ကိုလေ့ကျင့်ရမှာဗျာပထမဆုံးအနေနဲ့ခါကျတော့ဒီလုပ်ရတာခက်တဲ့လူတွေအတွက်ဆိုရင်တစ်ခုကိုကန်ပြီးတော့ဗျာတစ်ခုကိုကန်မယ်ကန်ပြီးတော့မှဒီလိုမျိုး position ကိုလေ့ကျင့်မှာဗျာနှစ်ဖက်လုံးလေ့ကျင့်ဒီလိုမျိုးဒီဖက်ကြည့်မယ်ဆိုရင်တော့ဒီလိုမျိုးပုံစံဒီဖက်ဆိုရင်ဒီလိုမျိုးပုံစံဗျာကျွန်တော်ရဲ့ဒီခြေထောက်ခါကြတော့ဒီမှာ outside edge မှာရှိနေတာဒီမှာဒီလိုမျိုးပုံစံလေးခြေထောက်နည်းနည်းပါပါအပြင်ရောက်တယ်ပထမဆုံးခါကျတော့အားလုံး perfect ဖြစ်ဖို့တော့မလိုဗျာဟိုတဖြည်းဖြည်းလေ့ကျင့်ရင်လည်းဟိုတဖြည်းဖြည်းနဲ့အဆင့်တွေတိုးသွားလို့ရတယ်ပထမဆုံးဒီလိုမျိုးလေ့ကျင့်ရတာအဆင်ပြေပြီဆိုရင်ကျွန်တော်ပွဲကိုခါကျတော့အားလုံးဒီအနောက်ဘက်ခြေထောက်မှာထားမှာဗျာအနောက်ဘက်မှာခြေထောက်မှာထားမှာဆိုတော့ဒီဥစ္စာလေ့ကျင့်ဖို့အတွက်ကျွန်တော်တို့ဒီခြေထောက်မြောက်ပြီးတော့လုပ်ကြည့်မယ်ဒီလိုမျိုးအဲ့လိုမျိုးပြရင်ဒီဖက်အဲ့လိုကန်ပြီးတော့လုပ်ပါဒီပေတိုင်းကြည့်မယ်ဆိုရင်တော့ဒီလိုပုံစံပေါ့ဟောအဲ့လိုမျိုးမြောက်ရင်လည်းလုပ်ကြည့်ဗျာပြန်အဲ့ဒါတွေလုပ်ပြီးသွားပြီဆိုရင်ကျွန်တော်တခြားတွေမကန်မနဲ့ကလေ့ကျင့်ကြည့်အောင်ဒီလိုမျိုးပုံစံလားဒီဘက်ခြေထောက်ကလာမယ်ဒီလိုမျိုး soul slide လုပ်မယ်ဗျာလာပြီ soul slide လုပ်လာပြီ soul slide လုပ်အောက်ကျွမ်းကျင်သွားပြီဆိုရင်ဒီဖက်ခြေထောက်ပဲညာနှစ်ခုလုံးလုပ်ကြည့်ပေါ့ soul slide လုပ်အဲ့လုပ်ပြီးသွားပြီဆိုရင်ကျွန်တော်တခုပြောချင်တာကကြားရပါဒီ soul slide လုပ်တဲ့အချိန်မှာဒီလိုမျိုးပုံစံ slide မလုပ်ရအောင်ဗျာဒီလိုမျိုးပုံစံလုပ်ပြီးဆိုရင်ကျွန်တော် slide သွားမှမဟုတ်ဘဲနဲ့တစ်သွားမယ်ဗျာပြန်ကျွန်တော်ကမတက်အရက်လိုက်ကြီးလုံးနေမယ်ဆိုရင်လည်းကျွန်တော်ဝေးရဟိုအချိန်နဲ့လာတာဖြစ်တဲ့အတွက်ဒီမှာတစ်ပြီးတော့ကျွန်တော်အဖေကိုဂျုံပြစ်နိုင်တယ်ဗျာအဲကြောင့်ကျွန်တော်တို့အနေနဲ့အဲ့ဒါကိုရှောင်ရမယ်ပြီးတိုင်း slide ဖြစ်ဖို့အတွက်ကျွန်တော်ဝေးတွေအားလုံးကိုအနောက်မှာရှေ့ရမယ်ပြီးတော့အနောက်ဘက်မှာနှိမ့်လေးထိုင်နေရမှာဗျာပြီးတော့မှ6ဒီလိုပုံစံရှေ့လာမယ်ဟိုမြင်းမတည့်ရပြီးတော့လည်းမလုပ်သင့်ဘူးပြီးတိုင်းဝေးဒီဖက်ထဲကိုများလည်းမပို့သင့်ဘူးဗျာမဟုတ်ရင်ကျွန်တော်ဟိုဖက်ထဲကိုလဲသွားမှာဒီထိုင်တဲ့6ဖောက်နှိမ့်လေးထိုင်ပြီးတော့လုပ်ပါအဲ့ဒါလေ့ကျင့်ပြီဆိုနောက်တစ်ခုခါကျတော့လာမယ်ပြန်ဒီတိုင်းလာမယ်နော်ပြန်နောက်တစ်ခုနဲ့ပြန်လုံးမယ်အဲ့လိုလေ့ကျင့်မှာနှစ်ခုလုံးပေါင်းပြီးတော့လေ့ကျင့်အဲ့လေ့ကျင့်ပြီဆိုရင်ကျွန်တော်တို့ပထမဆုံးအနေနဲ့စီးနေဘယ်လိုလုပ်မလဲဆိုရင်ဟို weight အားလုံးကိုပို့ဖို့အတွက်ကျွန်တော်ကလေ့ကျင့်ရမယ်ဗျာပထမဆုံးအနေနဲ့အဲကြတော့ weight အားလုံးကိုဒီထိုင်တဲ့ခြေထောက်မှာပို့ထိုင်တော့မှာမြောက်ပြီးတော့လုပ်ကြည့်အဲ့လိုပုံစံပဲမြောက်ပြီးတော့ဗျာအရင်တော့ slide မလုပ်သေးဘူးနဲ့မြောက်ပြီးတော့လေ့ကျင့်ဒီဖက်မြောက်ပြီးဆိုရင်ကျွန်တော်ဒီဖက်ဟိုမှာနှိမ့်လေးထိုင်နေတော့ကျွန်တော်ဒီတောင်မှာရက်တယ်နှိမ့်လေးထိုင်မယ်ပြန် weight တွေဟိုအုံးမဲခြေထောက်ဖက်ကို weight များမပို့ဗျာ weight နည်းနည်းလေးပဲပို့မယ်ပြန်နည်းနည်းလေးထိုင်မယ်ထိုင်ပြီးမြောက်ပြီးအဲ့လိုပြန်နောက်တစ်ခုကျွန်တော်တို့ဒီ break out တဲ့အချိန်လောရမှာခါကြတော့ဗျာနှိမ့်လေးထိုင်ပြီးပြန်ဒီဘက်ခြေထောက်လာပြီဗျာလာရင်လည်းကျွန်တော်ကဒီလိုမျိုး push လုပ်ရမှာဗျာဒီလိုမျိုးအဲ့လိုပုံစံ push လုပ်အောင်ပထမဆုံးလေ့ကျင့်တဲ့အချိန်ကကြာဒီလိုမျိုး push ပါတယ်မလုပ်ဘဲနဲ့ဗျာဖြည်းဖြည်းလေးနဲ့ဟိုတေးသေးလေးပဲလုပ်ကြည့်ဗျာဖြည်းဖြည်းလေးအချိန်နည်းနည်းလေးနဲ့တေးသေးလေးပဲလုပ်ဒါလို့ကျွမ်းနည်းနည်းကျွမ်းလာပြီဆိုမှနည်းနည်းဟိုနည်းနည်းအချိန်လေးပို့ထည့်ပြီးတော့ဗျာကောင်းလေးတော့ဒီပထမဆုံးဒီလိုမျိုးလေးပဲလုပ်ဖြည်းဖြည်းလေးပဲအချိန်နည်းနည်းလေးနဲ့ချောင်းနှစ်ဖက်လုံးလေ့ကျင့်ပါတော့ဒီလိုမျိုးလေးပဲဟောအဲ့လိုအားလုံး perfect ဖြစ်စရာမလိုဘူးဗျာပထမလေ့ကျင့်တဲ့အချိန်ကဒါအဲ့လိုမျိုးဟို step by step တစ်ဆင့်ချင်းစီသွားလို့ရဗျာအကြောင်းလေးအချိန်နည်းနည်းပို့ထည့်လိုက်မယ်လာမယ်ဒီဘက်မှာထိုင်လိုက်ပြီဒီဘက်ချောင်းလာပြီဟောအဲ့လိုမျိုးလေးနောက်တစ်ခါလာမယ်ဒီဘက်ခြေထောက်မှာထိုင်လိုက်မယ်ဒီဘက်ခြေထောက်အရှိပို့မယ်
အဲ့လိုလေအရှင်နည်းနည်းလေးနဲ့ပထမဆုံးလေ့ကျင့်နေဗျာပြန်ဒီမှာ soul slide မှာကျကျွန်တော်တို့ဘယ်လိုတွေလုပ်လို့ရလဲဆိုရင်ကျွန်တော်တို့ဒီဥစ္စာ break out ဖို့ပဲမဟုတ်ဗျာဒီလိုမျိုးကျွန်တော်ရဲ့အရှင် short ဖို့အတွက်သုံးလဲရဗျာကျွန်တော် soul slide လုပ်ပြီဆိုရင်ဗျာကျွန်တော်ဒလာလောက်နဲ့ slide လုပ်လဲရတယ်ပြီးတိုင်းဒလာလောက်နဲ့ slide လုပ်လဲရဗျာတော့ကျွန်တော်တို့အရှင်နာရှိပြီးတော့ soul slide လုပ်လဲရအဲ့လိုအမျိုးမျိုးလုပ်လို့ရအောင်ပြန်ဒီအရှင် short ဖို့အတွက်ဆိုရင်ကျွန်တော်ပြပေးမယ်အရှင်တော့လာပြီဟောဒီလားမရဘူးဒီလားဆက်သွားနေတော့မယ်အဲ့လိုပုံစံအရှင် short လို့ရဗျာထပ်ပြပေးမယ်ကွေးတဲ့အချိန်သုံးပြီးဆိုရင်ဟာကျွန်တော်တို့တကယ်လို့ဘယ်ဖက်ကိုကွေးမယ်ဆိုရင်ကျွန်တော်ညာဘက်ခြေထောက်အရှုပ်ရောက်နေရမယ်ဒီတော့မှ slide လုပ်ရင်းနဲ့ကွေးသွားမယ်ဗျာကျွန်တော်ပြပေးမယ်ဟောတခါလဲအဲ့လိုပုံစံနဲ့သုံးလို့ရတယ်အဲ့ဒါတခါလေကျွန်တော်ကုန်းစင်းမှာကွေးတဲ့အချိန်ဆိုရင်တခါတည်းဟိုအချိန် short ရင်းနဲ့ကွေးသွားလိုက်ရတယ်ဒီကောင်တော်တော်လေးမိုက်တယ်ဒီကောင်ဘာကြောင့်လေ့ကျင့်တင်လဲဆိုရင်ဒီကောင်တော့မျိုးထဲမှာစကိတ်စီးတာပဲဖြစ်ဖြစ်ဗျာဒီလိုမျိုးကုန်းစင်းနေစီးပြီးဆိုရင်လည်းကျွန်တော်တို့အဲ့လိုမျိုး short တစ်ဖက်ရှင်းစီးလာတိုင်းနဲ့ဟိုအချိန် short ရင်းနဲ့စီးသွားလိုက်ရဗျာအဲ့လိုမျိုးအကွေးတွေဘာတွေကုန်းစင်းကိုကြုံပြီးဆိုရင်လည်းကျွန်တော်တို့ဒီအချိန် short ရင်းနဲ့တခါတည်းကွေးသွားလိုက်ရတယ်ပြန်နောက်တစ်ခုခကြဒီကောင်ခကြဗျာဒီ magic slide ဆိုတာဒီလိုမျိုးပုံစံ magic slide လို့ဖို့အတွက်ဒီကောင်လုံးဝအထောက်ပံ့ဖြစ်တယ်ဗျာအဲ့တော့ဒီကောင်ကိုလေ့ကျင့်ထားတယ် magic slide လုပ်ပြီးဆိုရင်ဒီကောင်လေ့ကျင့်ထားပြီးဆိုရင်ကျွန်တော် magic slide လုပ်ရနည်းနည်းပါးပါးလွယ်ဗျာဟုတ်ပြီအဲ့ဒါကျွန်တော်3နည်းနဲ့အုပ်ပြမယ်ဒီလောက်လာတဲ့နည်းရဲ့ဒီလောက်3နည်းအုပ်ကြည့်မယ်ဒီမှာ40ဒီကောင်ခကြ40နဲ့အုပ်လိုက်တာကျွန်တော်ဒီကောင်90နဲ့အစွမ်း40ကအပြင်နည်းနည်းရောက်တယ်ဒီကောင်ခကြနည်းနည်းနီးခက်လာပြီဒီကောင်လုံးဝအတန်းလိုက်ဟုတ်ရပြန်ရဒီကောင်လေ့ကျင့်တဲ့အချိန်လည်းဗျာဒီကျွန်တော်မျက်နှာပြင်အမျိုးမျိုးမှလေ့ကျင့်ပါတော့တောင်းလေ့ကျင့်ကြဟုတ်ပြီမျက်နှာပြင်အမျိုးမျိုးမှလေ့ကျင့်ပါတော့ဒီကောင်